ခေပြီးကြီးလာတဲ့အခါကိုနောက်မှာဘာကြံငယ်လဲဆိုတာတွေးမပြေးချင်ရမှာရေစင်ပူပြီးကျင်းတဲ့ကလေးဘဝကာကြီးကနေအာအထီဒူးစားပန်းစားနဲ့စာရေးရဒီနေ့မမှန်တဲ့ပညာရေးအောင်မြင်မှုထိငါတွေးထားလဲစေကျော်တက်ရွယ်မှာចောင်းစားတဲ့စိတ်ဝင်စားတဲ့ hip hop ချင်းများငါအတားနဲ့ငါမျက်နှာချင်းဆိုင်လက်တီးချင်းထိုးခဲ့စုပ်ပြတဲ့နေတဲ့ငါမာနာတွေပြန်ပြူပြင်မို့မလွင်အိမ်တွင်းရေးပြဿနာကြားမှာယူခြင်းလို့ခံစားချက်အထူးထင်လို့လောင်ပြောင်နေကြတဲ့သူတွေနားမနေခြင်းသွားလိုက်မယ်လူပြင်ကိုတာမန်ဘောလာတွေကြားမှာငါလှုပ်တဲ့ချင်းနဲ့မပြခြင်းလူပညာလှုပ်ဆိုတာလွယ်လွယ်လေးနဲ့လုံးလို့ရရင်မင်းတို့ကြိုက်တဲ့စောင့်ဖို့ ready နဲ့ငါ့ကိုလက်နိုင်ရှိပြရင်မခံစားတတ်တဲ့နားတွေအတွက်ငါစာသားတွေကရိုင်းကြီးရိုင်းနေတဲ့ဘဲဒီလိုနဲ့ချင်းမလို့တာကြာခဲ့ကိုကြီးအသုံးစိတ်အတွက်ငွေရှာမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ဝင်လာခဲ့လောက stress ပြင်းတဲ့နေရာထဲအိမ်ပြန်ရောက်တဲ့ခါမင်းရဲ့စကားတန်ကြလာကုန်ရက်နီးလို့ကြက်တဲ့ချိန်တွေမပေးမိတာရရလားပတ်စံအိမ်ဟောင်းတွေကပတ်စံတဲ့စိတ်တဲ့အချိုးချင်းများစစ်စစ်နဲ့ကြိုက်ခဲနေငွေဆက်ကူစာရွက်အတွက်ဒိုးနေရတယ်မရင်ချက်သေးတဲ့ဆန္ဒတွေရှိတာပေါ့အများကြီးငါစိတ်ခံစားချက်ကိုလိုက်ခံစားပေးဖို့ဘယ်သူမှနားမရှိဒါကလည်းငါဆောက်ချောင်းဘယ်သူကိုမှနားတွေသွားမကြီးဒီလိုနဲ့နေလာတာငါအတွက်3နှစ်ကျော်ချိန်ချက်လှပြီ pandemic ကာလမှာဆုံးသက်ပုံမှန်လို့မရှိတော့တာမို့အနေထိုင်နေတဲ့အတွေးခေါ်တဲ့ဖြည်းဖြည်းနဲ့ကြီးမားလာလို့အမောင်မရှိတဲ့တီချက်ကဘာတစ်ခုကိုဖောက်ထွက်မဲ့မိစားရှာဖို့တဲ့ချင်းလေးကိုထားငါရင်ခက်ခဲတွေရှိတဲ့ညီသွားကြမလို့တက်ကလေးတွေစုပ်ခဲ့ပြီး rap တွေလုပ်တယ်စက်ချင်နေအောင်မယ်ငါရဲ့ချင်းတွေမင်းတို့အတွက် negative တွေမဟုတ်ခဲ့ shit စိတ်တို့ကိုယ်တို့ညီကိုတွေဘွားထဲမှာရှိလာတော့မင်းတို့အားလုံးကဒုတိယမိသားစုဖြစ်လာရောအေးမျက်ရည်ချူပြကြမကြံအောင်အားလုံးကဝမ်းနဲ့ပူတာပဲမင်းတို့ရောငါတို့ရောမာနာဆိုတာမြဲတဲ့ခုပါတယ်ဒါခုံရလက်ဝင်ခြင်းနဲ့လူတွေရှိလေလေပြတ်သွားအောင်ခုတ်ဖို့ဒီကအဲ့ဒါပိုထိနာရဲ့ shit ဟန်ဆောင်ပြီးယူသားရမှာရှက်လို့ငါကတဲပဲရိုင်းနေတာခုပြောတာမှန်တရား stupid drama ရဲ့ mind ပါပုံဒီကကြက်တခုလို့ဘွားကိုလိုက်သိနေမလားဒါမှမဟုတ်ဝါဒနာရဲ့နောက်ကိုလိုက်ရှေ့ဆက်မိုက်ဖြစ်နေမလားမစင်စား